တရားဒီမှာပွဲပေါင်း80ကျော်တပတ်မှာ3ပွဲနားချိန်က82နာရီတောင်မပြည့်ပါဘူးကျွန်တော်တို့မြင်နေရတဲ့လှပတဲ့သွင်းကိုတွေရဲ့အနောက်ကွယ်မှာကစားသမားတွေရဲ့မျက်ရည်နဲ့တန်ရာတွေဘယ်လောက်တောင်ရှိနေပြီလဲချန်ပီယံလိပုံစံအသစ်ကအခုဆိုရင်ဒုတိယရာသီတွေကိုရောက်လာပါပြီပရိသတ်တွေအတွက်တော့ပွဲကြီးပွဲကောင်းတွေပိုကြီးရပေမဲ့ကစားသမားတွေဘက်ကကြည့်ရင်ဒါကလူမဆန်တဲ့ခိုင်းစဉ်မှုတစ်ခုဖြစ်လာပါတယ် UEFA ကပတ်စံရဖို့အတွက်ပဲကြည့်ပြီးကျွန်တော်တို့ချစ်တဲ့ကစားသမားတွေကိုစက်ရုပ်တွေလိုခိုင်းစီနေရလားချန်ပီယံလိရဲ့ဒီစနစ်သစ်ကြောင့်ဘောလုံးလောကဘယ်လိုပျက်စီးသွားနိုင်မလဲဆိုတာဒီဗီဒီယိုထဲမှာအသေးစိတ်ဆွေးနွေးသွားပါမယ်နံပါတ်1ကိန်းဂဏန်းများနောက်ွယ်ကအသက်များချန်ပီယံလိဆိုတာအရင်ကအုပ်စုအဆင့်မှာ6ပွဲပဲကစားရပါတယ်ဒါပေမဲ့အခုတော့10ပွဲပြီးရင် play-off အဆင့်ရှိတယ်အဲ့ဒါပြီးမှဓာတ်ရိုက်ကန်ဝင်ကိုရမယ်ဆိုတော့ဒါကစားသမားတစ်ယောက်ကိုစက်ရုပ်တစ်ရုပ်လိုသဘောထားလိုက်တာပါမန်စီးတီးခွင်းလက်လူရိုဒီကကျွန်တော်တို့တပိတ်မောက်ဖို့နီးစပ်နေပြီလို့ပြောခဲ့တာကိုမှတ်မိကြအောင်ပါအခု2026ထဲမှာတော့ဒီစကားတွေကတကယ်လက်တွေ့ဖြစ်လာနေပါပြီဒဏ်ရာရတဲ့ကစားသမားအရေအတွက်ကအရင်ကထက်30%ကျော်ပိုများလာပါတယ်အဆိုးဆုံးကတော့ ACN လိုမျိုးကစားသမားဘဝကိုအဆုံးသတ်စေနိုင်တဲ့ဒဏ်ရာတွေဟာထိတ်တန့်ကျယ်ဝန်းနေကြမှာပုံမှန်လိုတောင်ဖြစ်လာနေပါတယ်ဒီတော့ကျွန်တော်တို့ကဘောလုံးပွဲကိုကြည့်ကျင်တာလားဒါမှမဟုတ်ကစားသမားတွေစေးရုံတင်ခံရတာကိုကြည့်ကျင်တာလားဆိုတဲ့မေးခွန်းတွေဖြစ်ပေါ်စေပါတယ်နံပါတ်1အနှစ်သာရပျောက်ဆုံးသွားတဲ့ညများချန်ပီယံလိရဲ့အနှစ်သာရကရှားပါမှုပါအရင်တော့အင်္ဂါဗုဒ္ဓဦးညတွေဆိုတာတိတ်ကိုတန်မိုးရှိလုံးပါတယ်အခုတော့ပွဲတွေကနေရိုင်းလိုဖြစ်နေတော့ပရိသတ်တွေအတွက်လည်းတန်မိုးမထားသလိုဖြစ်လာပါတယ်ပိုဆိုးတာကစားသမားတွေကပွဲပန်းနေတဲ့အတွက်ကွင်းထဲမှာအရင်လိုခြေစွမ်းမပြနိုင်တော့ပါဘူးဒီတော့အရေးအသွေးထက်အရေးအတွက်ကိုပဲဦးစားပေးနေတဲ့ UEFA ရဲ့စနစ်ကဘောလုံးပွဲတွေကိုရိုးအီသွားစေနိုင်တယ်လို့ကစားသမားတွေကိုလည်းဘောလုံးလောကကနေစောစောစီးစီးအနားယူသွားအောင်တွန်းပို့နေတယ်လို့ပါပဲနံပါတ်3ငွေကြေးနဲ့လောဘ UEFA ဟာဒီစနစ်တစ်ကနေဝင်ငွေဘီလီယံနဲ့ချီပြီးပိုရလာပါတယ်အဲ့ဒီပတ်စံတွေကဘယ်သူစီရောက်သွားတာလဲကစားသမားတွေရဲ့ကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံတာမျိုးမရှိဘဲနဲ့ပွဲတွေကိုပဲတပွဲပြီးတပွဲထပ်တိုးနေတာပါဒီတော့အသင်းကြီးတွေကလူအင်အားများလို့တောင့်ခံနိုင်ပေမဲ့အသင်းငယ်တွေအတွက်တော့ဒါကမျှော်လင့်ချက်မဲ့တဲ့ပြိုင်ပွဲတစ်ခုလိုဖြစ်လာပါတယ်ဘောလုံးလောကဟာလူရန်သားကွာဟမှုပိုကြီးလာပြီးတော့အလားအပတွေပျောက်ဆုံးသွားခဲ့တယ်လို့နောက်ဆုံးတော့စီးပွားရေးတက်ပဲကြံပါတော့တယ်ညီကုန်းချုပ်နေနဲ့ပြောရရင်ကျွန်တော်တို့ပြည်သက်တွေရဲ့အားပေးမှုကအရေးကြီးပါတယ်ကစားသမားတွေကဖျော်ဖြေရေးသမားတွေမဟုတ်ပါဘူးသူတို့ကလည်းသွေးသားနဲ့တိဆောက်ထားတဲ့လူသားတွေပါတကယ်လို့ဒီအတိုင်းသာဆက်သွားနေရင်တော့နောက်9နှစ်မှာကျွန်တော်တို့ဘသူ့အိုမှာကွင်းထဲမှာမြင်ရမှာမဟုတ်တော့ပါဘူးဒီတော့ UEFA ရဲ့ချန်ပီယံလိစနစ်တစ်ကိုဆက်ပြီးအားပေးတင်လာဆိုတာပရိသတ်တွေဘယ်လိုထင်ကြလဲအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားခဲ့ကြပါဦးခုလိုမျိုးဘောလုံးလောကရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုသိချင်တော့ကျွန်တော်ရဲ့ Beyond the Pitch YouTube Channel ကို Subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်